လေအရင်ရှိလို့လေငါသူ့ကိုဖြတ်လိုက်တာနောက်ဆုံးကလေး1000လေးကိုလေဖြတ်ခါနီးပေးပါအောင်ဆိုပြီးတော့ယူသွားတာစီရိုချက်ပေးချင်တော့လေ姐ဘာဖြစ်လာလဲနန်းတော်လေးနဲ့တော့တွေ့ရလေအေးဒါပြလိုက်ကိုကြည့်လိုက်ပါမယ်ဒီနေ့မှလာစားထုတ်တာမလားအေးဟဲ့မနေ့ကတော့တွေ့ရလေshopping ထွက်မယ်ဆိုပြီးတော့ငါ့ကိုခေါ်သွားတာပြီးလဲပြီးတော့သူ့မှာပတ်စက်ကြီးလဲပါမလားဖုန်းလဲပါမလားငါပတ်စက်ကြီးပဲအကုန်သုံးတာသူ့မှာဘာမှပါမလားတော်ဆိုးတာပဲဟဲ့ဒီလိုလာစားထုတ်တဲ့အချိန်မှာဒီလိုမျိုးပတ်စက်နေအကုန်တရက်ထဲနဲ့သုံးပြတာဟုတ်တယ်တော်ဆိုးတာပဲဟဲ့ဘာဖြစ်လို့လဲငါမလေးတရေလေးမချန်တော့တယ်တငယ်ချင်းရဲ့ဘာဖြစ်တာတော့ငါကောင်းလေးရလေတွေ့ရဆက်ဖို့ပတ်စံနေရှိတာလာစားတဲ့အကုန်ကုန်သွားပြီတငယ်ချင်းရဲ့ဒီနေ့မှလာစားထုတ်တာဒီတရေခွေးနဲ့ကျန်တော့လားတော်တော်လိုက်တာကြည့်ပါဦးဒီနေ့တော့မလုပ်ဘူးနော်ဖိုင်တေတငယ်ချင်းနော်ဒါပေမဲ့လေဖိုက်စားနေပြီဆိုတော့လေငါတို့တခုသွားစားရအောင်နော်ငါမှပတ်စံအိတ်ပါမလားလေဆိုင်တစ်ဆိုင်လုံးတော့ရှိနေတယ်ကိတ်ပြီးတော့ရှိရမလားဟာတငယ်ချင်းရဲ့ငါခင်မင်းလေးကြည့်ပါဦးငါရဲ့ခင်မင်းလက်ကြနင့်ကိတ်ပြီးရဘယ်ရောက်လာတော့ငါကောင်းလေးရလေအရင်ရှိလို့လေငါသူ့ကိုဖြတ်လိုက်တာနောက်ဆုံးကလေး1000လေးကိုလေဖြတ်ခါနီးပေးပါအောင်ဆိုပြီးတော့ယူသွားတာစီရိုချက်ပေးချင်တော့လေကဲတိတ်တော့ငါတို့ရီစားမထားပဲနေကြရအောင်နော်ဘဝအေးစိတ်ဖြတ်တန်းကြမယ်ဒီလည်းဖြတ်လိုက်တော့ငါလည်းဖြတ်လိုက်တော့အေးဖြတ်လိုက်တော့ကောင်းတယ်It's beautiful life. Forever I'll stay by your side. It's beautiful life. ဒီစားမထားဆယ်ဆင်းရရင်ငါ့နှောက်လိုက်တော့နော်။တရားတာငါတော့မဖွာလာတာ Beautiful life. အမေစာမြေတမက်တွေ့ပြီပြောငါမင်းတော့ပုံမွေးဖွာလာတာနှလုံးသားကြည့်ပြီးအောင်နောက်ပါမလား